အားလုံးပဲမင်္ဂလာပါစုရဲ့ Mystery Cat Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Mystery Cat ရဲ့16ပုံမြောက်ဗီဒီယိုလေးပဲဖြစ်ပါတယ်เนาะဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့အမေရိကရဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာနေထိုင်နေတဲ့ဘာသာရေးအသင်းတစ်ခုရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီအသင်းရဲ့လူတွေကဆိုလို့ရှိရင်အမေရိကလို Land of Freedom ဒီလွတ်လပ်ပါတယ်လူအခွင့်အရေးအပြည့်အဝကျင့်သုံးပါတယ်ဆိုတဲ့နိုင်ငံမှာနေထိုင်နေပြီးတော့ဒီလူတစုဟာဆိုလို့ရှိရင်တော့မြောက်ကိုရီးယားရောက်နေသလိုပဲနေထိုင်နေကြတယ်အမေရိကမှာဆိုလို့ရှိရင်တော့အလားတူဘာသာရေးဂိုင်းပေါင်းများစွာလည်းရှိပါတယ်ဒီဂိုင်းဟာဆိုလို့ရှိရင်တော့အရန်ကိုဆက်ဆုပ်ယွန်ရှာဖို့ကောင်းတဲ့ခက်လေးတငယ်လိန်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့2000ခုနှစ်အတွင်းမှာအတော်လေးကိုနာမည်ကြီးခဲ့တဲ့ဂိုင်းပဲဖြစ်ပါတယ်။စုဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့ဒီ FLD ရဲ့ဂိုင်းကြီးနဲ့ဂိုင်းရဲ့ခေါင်းဆောင် Ran Jeff ဆိုတဲ့သူရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီနေ့ရဲ့အကြောင်းအရာလေးကိုမစခင်စုကထုံးစံအတိုင်းပဲကျေးဇူးတင်စကားလေးနဲ့အစချီချင်ပါတယ်။စုရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းအားပေးပြီးတော့နားဆင်ကြရတဲ့သူတွေရောတပုတ်တလေခဏတစ်ဖြုတ်ဝင်ရောက်နားထောင်သွားကြတဲ့သူတွေရောကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်။စုရဲ့ဗီဒီယိုလေးတွေကိုနားဆင်ပြီးလို့နားဆင်သူတွေအတွက်တူတာရတာရစရာတစ်ခုများကြံခဲ့လို့ရှင်လဲစုရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း like လေးပေးခဲ့ကြဖို့မေတ္တာရပ်ခံချင်ပါတယ်နော်။ FLDS ဆိုတာဘာလဲFLDS ဆိုတာကမော်မွန်လို့ခေါ်တဲ့ဘာသာရေးအသင်းတစ်ခုကနေပြီးဆင်းသက်လာတဲ့ဂိုင်းခွဲတစ်ခုပဲဖြစ်ပါတယ်ဒီ FLDS အကြောင်းစပြီးတော့မပြောခင်မှာမော်မွန်ဘာသာရေးအသင်းရဲ့အကြောင်းအကျဉ်းချုပ်လေးပြောပြချင်ပါတယ်1823ခုနှစ်မှာ Joseph Smith လို့ခေါ်တဲ့လူတစ်ယောက်ကနေသူ့ရှီကိုကောင်းကင်တမန်တော်တစ်ပါးကနေပြီးတော့ရှေးဦးခရစ်ယာန်သမိုင်းရေးထားတဲ့ကျမ်းစာအုပ်ကိုလာပေးတယ်ဆိုပြီးတော့အိမ်မက်မှတ်ခဲ့တယ်အဲ့မှာနေမဲ့သူကအဲ့ဒီကျမ်းစာတွေကိုပေါ့နော်အင်္ဂလိပ်ဘာသာပြန်တယ်အဲ့ဒီလိုနဲ့1830ခုနှစ်မှာဆိုလို့ရှင်တော့ဒီအင်္ဂလိပ်ဘာသာပြန်ထားတဲ့ကျမ်းစာတွေကို Book of Mormon ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ရေးသားထုတ်ဝေခဲ့တယ်အဲ့ဒီလိုကနေပြီးတော့သူ့ရဲ့ Book of Mormon ကြိုက်နှစ်တက်တဲ့လူတွေကနေပြီးတော့ဒီ Joseph Smith ရဲ့အနာကိုစုဝေးလာကြတယ်အဲ့ဒီမှာနေမဲ့ဒီလူတွေကပေါ့နော်တဖြည်းဖြည်းများလာပြီးတော့အသင်းအဖွဲ့အစည်းတစ်ခုဖြစ်လာတယ်အဲ့ဒီလူတွေကဆိုလို့ရှင် Holy Bible ရော Book of Mormon ရောလိုက်နာကျင့်သုံးကြတယ်ဒီလိုနဲ့ဒီအသင်းအဖွဲ့အစည်းလူတစုကိုပေါ့နော်မော်မွန်ဆိုပြီးတော့ခေါ်ဝေါ်ကြတယ်တဖြည်းဖြည်းနဲ့လူတွေများလာတော့ဒီလိုမျိုးအဖွဲ့အစည်းကိုမော်မွန်အသင်းဝင်နေဆိုပြီးတော့ခေါ်ဝေါ်လာကြတယ်အဲ့လိုကနေပြီးတော့တဖြည်းဖြည်းမှဒီမော်မွန်ကနေပြီးတော့ပေါ့နော် official name ဖြစ်တဲ့ The Church of Jesus Christ or Latter Day of Saints ဆိုပြီးတော့ LDS အဖြစ်ဒီမျိုးတရားဝင်ပြောင်းလဲသတ်မှတ်ပြီးတော့ခေါ်ဝေါ်လိုက်ကြတယ်အဲ့ဒီတုန်းကဒီ LDS အသင်းကြီးအားဆိုလို့ရှိရင်လေပိုလီဂမ်မီလို့ခေါ်တဲ့ယောက်ျားတစ်ယောက်ထဲကနေပြီးတော့မိန်းမအများကြီးယူတဲ့အဲ့ဒီအကျင့်ကိုဆိုလို့ရှိရင်18ရာစုနှောင်းပိုင်းထိဒီ LDS အသင်းကြီးကလည်းလိုက်နာကျင့်သုံးကြတယ်ဒါပေမဲ့1890လောက်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့အမေရိကန်အစိုးရရဲ့ဖိအားပေးမှုတွေကြောင့်ဒီအသင်းကြီးဆိုလို့ရှိရင်ဒီလိုမျိုးပိုလီဂမ်မီစနစ်ကိုတရားဝင်ရပ်ဆိုင်းလိုက်တယ်အဲ့ဒီထဲမှာတချို့တွေကလည်းဆက်လက်ပြီးတော့ကျင့်သုံးနေတယ်အဲ့ဒါကြောင့်မလို့1904ခုနှစ်မှာဆိုလို့ရှိရင်ဒီ LDS အသင်းကြီးကနေပြီးတော့ဒီပိုလီဂမ်မီမိန်းမအများကြီးယူတဲ့စနစ်ကိုသာလိုက်နာကျင့်သုံးနေအောင်မယ်ဆိုလို့ရှိရင်အသင်းကနေထုတ်ပယ်ပါမယ်ဆိုပြီးတော့တင်းတင်းကြပ်ကြပ်နဲ့ကြော်ညာလိုက်တယ်အဲ့ဒီလိုကနေပြီးတော့ဒီပိုလီဂမ်မီစနစ်မိမအများကြီးလိုချင်ကြတဲ့သူတွေယူချင်ကြတဲ့သူတွေကပေါ့နော်ဒီအသင်းကနေပြီးတော့ခွဲထွက်ပြီးတော့တခြားခိုင်းသေးသေးလေးတွေဖြစ်သွားတယ်အဲ့ဒီထဲမှာမှ FLDS ဂိုင်းရဆိုလို့ရှိရင်တော့လူတွေများပြီးတော့နောက်ထပ်ကြီးမားတဲ့ဂိုင်းခွဲတစ်ခုအဖြစ်နဲ့ပေါ်ပေါက်လာခဲ့တယ်1904ခုနှစ်ကနေစပြီးတော့ဒီ LDS ကနေပြီးတော့ခွဲထုတ်လိုက်တဲ့ FLDS ဂိုင်းရဆိုလို့ရှိရင်တော့အဆက်ဆက်ပေါ့နော်ဒီ prophet တွေအဆက်ဆက်နဲ့အုပ်ချုပ်လာခဲ့တာ1986ခုနှစ်မှာဆိုလို့ရှိရင်တော့ဒီဇလန်ထဲမှာနာမည်ဆိုးနဲ့ကြော်ကြားမဲ့ဂိုင်းကောင်းဆောင်ပေါ့နော် Ran Jeff ရဲ့အဖေ Rulon Jeff ဟာဆိုလို့ရှိရင်ဒီ FLDS ဂိုင်းရဲ့ပြစ်စမမြောက် prophet ဖြစ်လာခဲ့တယ် FLDS ဂိုင်းရဲ့ထင်ရှားတဲ့လက္ခဏာတွေကဆိုလို့ရှိရင်တော့ဒီပြင်ပလောကနဲ့အဆက်အဆံမရှိပဲတိတန့်ကဘာလေးဆောက်ပြီးတော့နေထိုင်နေပြီးလို့ရှိရင်စောနာပြောခဲ့တဲ့ပိုလီဂမ်မီစနစ်ကိုလည်းလုံးဝစနစ်တကျနဲ့ကျင့်သုံးနေတယ်သူတို့ဒီဂိုင်းထဲမှာဆိုလို့ရှိရင်ယောက်ျားတစ်ယောက်ကအနည်းဆုံးမိန်းမ3ယောက်ကိုယူပြီးတော့နေထိုင်တယ်ဒီ FLDS ဂိုင်းဟာဆိုလို့ရှိရင်ဒီပြင်ပလောကနဲ့အဆက်အဆံမရှိပဲတိကျနေထိုင်မှုစနစ်ကိုကျင့်သုံးတဲ့အတွက်သူတို့တွေကဆိုလို့ရှိရင်ဒီအမေရိကန်ကမှယူတက်တို့အရီဇိုနာတို့လူအရောက်ပေါက်နေတဲ့နယ်မြေတွေကိုပဲရွေးချယ်ပြီးတော့အခြေချကြတယ်ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်လည်း British Columbia နဲ့ကနေဒါရဲ့တချို့အဲ့လိုမျိုးလူသူအရောက်ပေါက်နေတဲ့နေရာတွေမှာအခြေချနေထိုင်နေကြတယ်လို့သိရတယ်ဒီအမေရိကန်ယူတက်မှာရှိတဲ့ FLDS ရဲ့ပင်မနေရာကြီးမှာဆိုလို့ရှိရင်ပေါ့နော်သူတို့အသင်းဝင်ကဘလို့နေထိုင်ကြလဲဆိုတော့ရွာကြီးတရွာလိုပဲပြောရမယ်ဆိုလို့ရှိရင်ဆို
မြို့နယ်အကြီးတစ်ခုလိုမျိုးပဲလုံးဝအခြေချနေထိုင်တယ်သူတို့ရဲ့အိမ်နေရာဆိုလို့ရှိရင်ပြင်ပလူတွေမမြင်အောင်လို့အုတ်တိုင်းအကြီးတွေကာထားတယ်သူတို့တွေကမိန်းမအများကြီးယူတယ်ပြီးတော့ကလေးတွေကလည်းအများကြီးမွေးတဲ့အတွက်သူတို့ရဲ့အိမ်နေရာဆိုလို့ရှိရင်လည်းအကြီးတွေပဲအဲ့လိုမျိုးတွေနဲ့သူတို့တွေကအခိုင်အမာနဲ့နေထိုင်နေကြတာဖြစ်တယ်ဒီ FLDS ခိုင်းမှာဆိုလို့ရှိရင်အကြီးဆုံးလူက prophet ဒီ prophet ကပဲအာနာအကုန်ပိုင်တယ်သူဟာဆိုလို့ရှိရင်ဘလောက်ထိလိုက်ထိန်ချုံလဲဆိုလို့ရှိရင်အဝတ်စားစိန်ရင်မှုတွေပြီးလို့ရှိရင်ဒီလူတွေရဲ့စီးပွားရေးပညာရေးအလုပ်ကိုင်စတာတွေအထိသူကအာနာကုံတက်ရောက်တယ်ဒီ prophet ရဲ့တရားတွေအားဆိုလို့ရှိရင်လည်းကဘာပြက်ကိန်းတွေလွတ်မြောက်မှုကဲ့တင်ခံခြင်းအဲ့လိုမျိုးတရားတွေကိုပဲသူကအမြဲတမ်းဟောလေးရှိရယ်9/11မှာ New York က World Trade Center ကြီးတိုက်ခိုက်ခံရတော့လည်းသူတို့တွေကကဘာပြက်တော့မှာဆိုပြီးပြောတယ်နောက်ပြီးတော့ဒီယူတက်မှာပေါ့နော်2022ခုနှစ်ကတော့အိုလံပစ်ပွဲလာပြီးတော့ကျင်းပါတယ်အဲ့လိုကျင်းပတဲ့အချိန်မှာလည်းဒီ prophet တွေကနေပြီးတော့အသင်းသားတွေကိုဒီလူတွေကကဘာပြတ်လို့ရှိရင်ပါသွားမှာဒီလူတွေနဲ့အဆက်အသွယ်မလုပ်နဲ့ဆိုပြီးတော့ဒီလောက်စီကားတိုင်းမြိုင်နေတဲ့အားကစားပွဲတော်ကြီးမှာမပါဝင်အောင်လို့တားဆီးပိတ်ပင်တယ်အောက်ကဒီဂိုင်းသားတွေကလည်း prophet ရဲ့စကားကိုပဲတသွေးမသိမ်းလိုက်နာတယ်တကယ်လို့ prophet ရဲ့စကားကိုလွန်ဆန်မိတယ်ဆိုလို့ရှိရင်တော့အသင်းတွေကထုတ်ပယ်တာတို့ဒါမှမဟုတ်ပြစ်ဒဏ်ပေးခံရတာတို့ကြီးကြီးမားမားနဲ့ခံရတယ် Brand Jeff ရဲ့အဖေရူလွန်ချက်မှာဆိုလို့ရှိရင်မိန်းမက65ယောက်ခလေးက62ယောက်ရှိတယ်အဲ့ဒီထဲမှာမှ Rebecca Wall ဆိုတဲ့အမျိုးသမီးတစ်ယောက်လည်းပါတယ် Brand Jeff ကိုတော့သူမွေးရမယ့်ဂျူဒိတ်ထန်2လစောပြီးတော့1955ဒီဇင်ဘာလ3ရက်နေ့မှာမွေးခဲ့တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် Brand Jeff ရဲ့အမေပါပေါ့နော်ဒီ prophet ရူလွန်ချက်မှာကမိန်းမ65ယောက်နဲ့ခလေးကအယောက်60ကျော်အောင်ရှိရမလားအားကြောင့်မလို့သူကလည်းသူ့သားကိုအရိုက်အရာဆက်ခံစေခြင်းတယ်အားကြောင့်မလို့ Roger ရဲ့အမေကနေပြီးတော့သူ့ယောက်ျားနာကတ်ပြီးတော့ပေါ့နော်ဒီခလေးကိုမမွေးခင်တော့အိမ်မက်တစ်ခုမှတ်ခဲ့တဲ့အဲ့ဒီထဲမှာဆိုလို့ရှင်အရင် LDS ကပေါ့နော် prophet အဟောင်းနေနဲ့ဒီ FLDS က prophet အဟောင်းကသူ့ရှိရောက်လာပြီးတော့ဒီခလေးอ่ะဆိုလို့ရှိရင်နောက်တက်လာမဲ့ prophet အသစ်ဖြစ်လာမဲ့ခလေးဆိုပြီးတော့အဲ့နဲ့သူ့အဖေကလည်းယုံကြည်ရပေါ့နော်သူ့ဖေကလည်း Ramjab ကိုဘယ်သွားခေါ်သွားတယ်ပြီးလို့ရှင်သူနဲ့အနီးကပ်ပညာတွေကိုသင်ပေးတယ် Ramjab ကိုယ်တိုင်ကလည်းဒီခလေးဘွားတွေကတခြားကလေးတွေထက်စားလို့ရှင်တည်ငြိမ်ပြီးတော့ရေးကြက်တယ်ပြီးလို့ရှင်တိတ်ဆိတ်ပြီးတော့အမြဲတမ်းစဉ်းစားတွေးခေါ်နေတတ်တယ်သူ့အဖေ prophet ကမိန်းတဲ့အရာတွေရောဒီဂိုင်းရဲ့ပေါ့နော်စီကန်းတွေရောသူကတသွေးမတိန်နဲ့လိုက်နာတယ်သူ့ကိုယ်သူလည်းအနာဂတ်ရဲ့ prophet ဖြစ်လာလိမ့်မယ်ဆိုပြီးတော့သူကယုံကြည်နေတယ်တကယ်တော့သူဟာဆိုလို့ရှင်ငငယ်လေးတည်းကတခြားသူတွေရဲ့ပြောစကားကိုဂရုမစိုက်ဘူးပြီးလို့ရှင်ကိုချင်းစာတရားမရှိဘူးသူ့မှာဆိုရင်ခံစားတတ်မှုလည်းမရှိဘူးအမြဲတမ်းတည်ငြိမ်ပြီးတော့အမြဲတမ်းတည်ငြိမ်တိုင်းလဲလူတယောက်ကကောင်းနေရမှာမဟုတ်ဘူးလေဘာမှသိရမလားကိုချင်းစာတရားမရှိခန်းစားတတ်မှုမရှိရဲ့အမှန်တကယ်တော့သူဟာဆိုလို့ရှိရင်ဆိုစီယိုပတ်တယောက်ဖြစ်နေတာဒီရူလွန်ဂျက်လက်ထက်တုန်းကခက်လေးတွေကိုအစိုးရအကြောင်းတစ်ခုမှငငယ်တော့ထားခိုင်းသေးတယ်ဒါပေမဲ့လို့ကြီးလာတဲ့အခါမှာသူတို့တွေကလုံးဝပြင်မှာပြင်ပလောကနဲ့တတိတတ်နေတာဆိုတော့သူတို့ခလေးတွေတခြားခလေးတွေနဲ့ဆက်ဆံထိတွေ့သွားမှာဆိုပြီးတော့သူတို့တွေကဆိုလို့ရှိရင်ဒီ FLDS ရဲ့ Academy ပေါ့နော် Elder Academy ဆိုပြီးတော့ထောင်လိုက်တယ်အဲ့မှာဆိုလို့ရှိရင်ဒီ Ramjab ကိုလည်းပြောင်းထားလိုက်တယ်ဒီเจ้าမှာဆိုလို့ရှိရင်ဘာတွေတင်လဲဆိုတော့သူတို့ FLDS ရဲ့စီမင်းစည်းကမ်းတွေပြီးလို့ရှိရင်စူတောင်းတာတွေဝတ်ပြုတာတွေဒီခေါင်းဆောင်တွေရဲ့ပြောစကားကိုပေါ့နော် prophet ရဲ့ပြောစကားကိုဘယ်လိုလိုက်နာရမယ်ဘယ်လိုတင်ချက်ကမယ်ဆိုတဲ့အဲ့ဒီဟာတွေကိုပဲသိနေအဲ့ဒီအရာတွေရဲ့တင်ချရဲ့ပြီးလို့ရှိရင်စာဆိုလည်းရေးတက်ဖတ်တဲ့အဲ့လောက်ပဲတင်တယ်တမိုင်းဘာသာရက်တွေသိပ္ပံဘာသာရက်တွေဆိုလို့ရှိရင်လုံးဝမတင်ဘူးဒီလိုနဲ့ပဲ Ramjab ကြီးလာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီ Elder Academy ရဲ့ကျောင်းအုပ်နေရာဖြစ်လာခဲ့တယ်လူလွန်ကျရဲ့လက်ထက်မှာတော့ဂိုင်းသားတွေရဲ့အဝတ်စားပေါ့နော်အဲ့ဒါကိုမိန်းကလေးတွေဆိုလို့ရှိရင်သပင်ရှိထားရမယ်လုံလုံခြုံခြုံဝတ်ရမယ်ယောက်ျားတွေဆိုလို့ရှိရင်လည်းအယိုးရှင်းဆုံးပုံစံပေါ့နော်ဝတ်ဆင်ရမယ်အဲ့ဒီလောက်ပဲသတ်မှတ်ထားသေးတယ်1900ခုနှစ်အစောပိုင်းမှာဆိုလို့ရှိရင်တော့ Ramjab ကကျမ်းမာရေးမကောင်းတော့ဘူးအဲ့ရတဲ့ဘုံလဲတဲ့အဲ့ဒီခါမှာဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့ပေါ့နော်သူ့အဖေရဲ့အရာကိုလိုချင်တယ်အဲ့ဒါနဲ့သူကနေပြီးတော့တခြားသူတွေကိုသူ့အဖေနဲ့အတွေ့မခံတော့2002ခုနှစ်မှာဆိုလို့ရှိရင်တော့ Ramjab ကြီးကဒီအသက်62နှစ်အရွယ်မှာဆုံးပါသွားခဲ့တယ်ဒီချိန်မှာဆိုလို့ရှိရင်တော့ Ramjab ကလုံးဝကွက်တီပဲသူ့လိုချင်တဲ့ prophet ယာရူကို automatic ပေါ့နော်ရရှိသွားပြီသူကတခြားသူတွေကိုဘာပြောလဲဆိုတော့သူ့အဖေမဆုံးခင်อ่ะပေါ့နော်မှားခဲ့တယ်ဖျားသခင်ရဲ့ဗျာဒိတ်တော်ရဒီသူ့ကိုပေါ့နော် Ramjab ကို prophet ယာတို့ပေးအပ်လိုက်ပါပြီဆိုပြီးတော့မှားခဲ့တယ်ဆိုပြီးတော့တခြားသူတွေကိုပြန်ပြောလိုက်တယ်တခြားသူတွေကလည်းဘာမှညှင်းပိုင်ခွင့်မရှိတော့ဒီ prophet ဖြစ်သွားပြီဆိုတော့ Ramjab ကိုပဲ prophet တင်မြှောက်လိုက်တယ်အဲ့ဒီအချိန်မှာ Ramjab ပထမဆုံးလုပ်တဲ့အလုပ်ကဘာလဲဆိုတော့သူ့ဖေတည်သွားတဲ့အခါမှာမိန်းမသူ့ဖေရဲ့မိန်းမ65ယောက်ကျန်ခဲ့တယ်လေ
အဲ့ဒီ65ယောက်ကိုတခြားသူတွေမျက်စောင်းထိုးရမလားလာမထိုးနဲ့တခြားသူတွေမျက်စောင်းလာမထိုးနဲ့ဒီ65ယောက်ကိုသူယူတယ်အဲ့ဒီထဲမှာမှဘသူတွေပဲကြံခဲ့လဲဆိုတော့သူ့ရဲ့အမေပေါ့နော်သူ့အမေရင်းရဲ့နောက်တစ်ယောက်ကကြတော့စုပထမပြောခဲ့တဲ့ Rebecca Wall ဆိုတဲ့အဲ့ဒီအမျိုးသမီး2ယောက်ပဲကြံခဲ့တော့တယ်ဒီမျိုးသမီး1ယောက်ပဲပေါ့နော်ရှင်းရှင်းပြောရမယ်ဟို1ယောက်ကကြတော့သူ့အမေမလို့သူပြန်မယူတာဒီ1ယောက်ကကြတော့သူ့ကိုညင်းလို့သူယူလို့မရတာအဲ့လိုနဲ့ဒီအမျိုးသမီးကိုဆိုဘလို့ထန်ပေးလဲဆိုတော့နေငါ့ကိုမယူလို့ရှင်နောက်ထပ်ဘယ်လက်ထပ်ထိမ်းမြောင်းမှုမှမလုပ်ရဘူးဆိုပြီးတော့အမိန့်ချလိုက်တယ်ဒါမဲ့နောက်ပိုင်းမှာပေါ့နော်ရန်ချက်ကသူ့မယူရကောင်းလောက်ဆိုပြီးတော့စိတ်ထဲတနှုတ်နှုတ်ဖြစ်ပြီးတော့အမျိုးသမီးကိုဒီအသက်နဲ့အနည်းနဲ့အထိချိန်ချောက်ခဲ့တယ်လို့သိရတယ်ရန်ချက်ရဲ့အဖေရူလွန်ချက်မှာဆိုလို့ရှိရင်မိန်းမ65ယောက်ခလေးက62ယောက်တောင်မှရှိတယ်အဲ့ဒီထဲမှာမှဒီ Rebecca Wall ဆိုတဲ့အမျိုးသမီးတစ်ယောက်လည်းပါဝင်တယ်ဒီအမျိုးသမီးရဲ့နာမည်ကိုတော့တစ်ချက်မှတ်ထားပေးပါပေါ့နော်နောက်ပိုင်းဒီရန်ချက်ကိုတိုင်တန်းတဲ့နေရာမှာဒီအမျိုးသမီးကဥဆောင်ပြီးတော့တိုင်တန်းမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ Rebecca Wall ကလည်းဒီခိုင်းမှာမနေတော့ဘဲနဲ့ခိုးပြီးတော့ထွက်ပြေးသွားခဲ့တယ်။အဲ့ဒီသူယူလိုက်တဲ့သူ့အဖေရဲ့မိန်းမ63ယောက်ထဲမှာမှ Naomi Jassor ဆိုတာကတော့နောက်ပိုင်းပေါ့နော်သူအချစ်ခင်ပြီးတော့အားကိုးရဆုံးသူအယုံကြည်ရဆုံးအမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့တယ်။ Branded Prophet ဖြစ်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီအရင်ကပေါ့နော်ဝတ်စားဆင်ရင်မှုတွေလုံလုံချုံချုံဝတ်စားရင်ရပြီဆိုတော့ဝတ်စားဆင်ရင်မှုတွေကိုသူကနောက်တစ်ဆင့်ထပ်တိုးပြီးတော့ပြောင်းလိုက်တယ်။အရင်တော့ဆိုလို့ရှိရင် main ကလေးတွေကဒီဂျင်းစကတ်အရှိကြီးတွေပြီးလို့ရှိရင်အပွင့်အခက်ကလေးတွေကိုဝတ်လို့ရသေးတယ်။သူ့လက်ထပ်ကြမှာဒီအမျိုးသမီးတွေကဆိုလို့ရှိရင်ဒီအိမ်ဆိုလဲလက်ပေါ့နော်ဒီလက်ကဝတ်အထိစကတ်ဆိုလို့ရှိရင်လဲဒီခြေမျက်စိဖုံးတဲ့အထိဝတ်ရမယ်။အဲ့ဒါအပြင်ကိုဒီ pastel color ပေါ့နော်ဒီဝါစိမ်းနီပြအဲ့ကာလာတွေမှအဖျော့တွေပဲဝတ်ရမယ်။အဲ့ဒီထဲမှာမှအနီရောင်ဆိုလို့ရှိရင်လုံးဝကန့်တက်တဲ့အနီရောင်လုံးဝမဝတ်ကြအောင်အားကြောင့်မလို့အမျိုးသမီးတွေရာဆိုလို့ရှိရင်ဒီမျက်လုံးနဲ့မြင်ကြည့်ပါခေါင်းဝင်းအရှိလက်အထိဖုံးတယ်ခြေထောက်အထိဖုံးတယ်ဒီလိုအယောင်ဖြော့ဖြော့လေးပေါ့နော်အစိမ်းရောင်ဖြော့ဖြော့လေးတွေပန်းရောင်ဖြော့ဖြော့လေးတွေအဲ့ဒါလေးပဲဝတ်ခွင့်ရှိရယ်ပြီးတော့အကွက်တွေလည်းဝတ်ခွင့်ရှိရယ်ပြီးတော့သပင်စုပြောခဲ့တယ်မလားလုံးဝမြောက်ကိုရီးယားရောက်သွားတယ်လို့ပဲသပင်ပုံစံအောင်လဲသူကတတ်မှတ်လိုက်တယ်အရင်တော့မင်းကလေးတွေကသပင်အရှိထားရမယ်ဖားလာချတာစီးတာလောက်အထိလောက်ခွင့်ရှိသေးတယ်သူ့လက်ထက်ထဲမှာဆိုလို့ရှိရင်သပင်ကိုအရှိထားပြီးတော့လုံးဝမညက်ကအောင်ပြီးလို့ရှိရင်ကျစ်ဆံမီကျစ်ကမယ်ကျစ်ဆံမီဆိုလို့ရှိရင်လဲဒီလိုမျိုးတာမန်ကျစ်ဆံမီမဟုတ်ကွာခက်ခဲနဲ့ကျစ်ရတဲ့ကျစ်ဆံမီမျိုး9ရိုးတို့ပြီးတော့တခြားပုံစံ9မျိုးလားမသိဘူးရှိတယ်အဲ့ဒီသူချပြထားတဲ့ပုံစံ9မျိုးကိုပဲmain ကလေးတွေကဝတ်ဆင်ရမယ်ပြီးလို့ရှိရင်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းရှုပ်ဆက်တွေမဝတ်ကအောင်ရိုးရိုးရှင်းရှင်းနဲ့ရှက်အင်ဂျီနဲ့အောက်ကဒီဘောင်းမီပေါ့နော်ပြီးလို့ရှိရင်ဒီလေသာဖနက်လားမသိဘူးအဲ့ဒါစီးရမယ်ဆိုပြီးတော့သူကအဲ့လိုမျိုးတတ်မှတ်လိုက်တယ်နောက်ပြီးတော့ makeup tattoo နှစ်ပေါက်ဘာမှလုပ်ခွင့်မရှိဘူးပြောမယ်ဆိုရင်မြောက်ကိုရီးယားထက်တောင်စိုးနေတယ်လို့မျိုးပဲနောက်ပြီးလို့ရှိရင်ကျောင်းသင်ခန်းစာတွေကိုလည်းပို့ပြီးတော့တင်ကြလိုက်တယ်သူတို့ရဲ့ဒီ FRDS ရဲ့ home school တွေမှာဆိုလို့ရှိရင်သူရေးထားတဲ့စာတွေပဲသင်ခွင့်ပြုတယ်အဲ့စာတွေကလည်းစူစောနာပြောခဲ့သလိုပဲဒီဝတ်ပြူတာစူတောင်းတာပြီးလို့ရှိရင်ဒီ prophet တွေသိရမလားအိမ်မှာဆိုလဲအဖေရဲ့အမိန်ကိုနာခံတာအမေရဲ့အမိန်ကိုနာခံတာပြီးလို့ရှိရင်သူတို့ဂိုင်းတွေကအဆင့်ဆင့်ရှိမှာပေါ့အဲ့ဒီလူတွေရဲ့အမိန်ကိုတွတ်မတိန်လိုက်နာရမယ်ဆိုတဲ့အဲ့ဒီစာတွေပဲသင်ရတာ main ကလေးတွေဆိုလို့ရှိရင်ပို့ဆိုးသွားတယ်စာရေးတက်ဖတ်တန်းအနေချင်းပဲပြီးလို့ရှိရင်တော်ပြီအဲ့ဒီလိုနဲ့ပဲဒီ FRDS ဂိုင်းထဲမှာဆိုလို့ရှိရင်ကြားမမညီများမှုကအရန်ကိုတိတာလာတယ် main ကလေးတွေကဆိုလို့ရှိရင်ဒီပြင်ပမှာအလုပ်ကိုင်းဘာမှလုပ်ခွင့်မရှိဘူးဝင်ငွေရှာခွင့်မရှိဘူးသူတို့ရဲ့အိမ်မှုကိစ္စတွေလုပ်ရမယ်ပြီးလို့ရှိရင်ဒီအတွင်းထဲမှာရှိတဲ့ပေါ့နော်အမျိုးသမီးအသင်းသားတွေအမျိုးသားအသင်းသားတွေအတွက်ဒီအချုပ်အလုပ်ပေါ့နော်ဆက်ချုပ်တာတို့ပါတော့အဲ့ဒါတွေလုပ်ပေးရမယ်ပြီးလို့ရှင်ဒီသူတို့ရဲ့ခြံတွေမှာစိုက်ပျိုးရေးတွေကူညီရမယ်အဲ့ဒါနဲ့ပဲတနေ့ကျင်းလဲနေတယ်ယောက်ျားလေးတွေကဆိုလို့ရှင်လဲအဲ့လိုပဲအရွယ်ရောက်ပြီးသားယောက်ျားလေးတွေဆိုလို့ရှင်ဒီ church ရဲ့ပေါ့နော်လုပ်ငန်းတွေဖြစ်တဲ့စောက်လုပ်ရေးလုပ်ငန်းတွေပြီးလို့ရှင်ဟိုပိုက်ပြင်နာတို့ဘာညာအဲ့လိုလျှက်စစ်ပြင်နာတို့အဲ့လိုလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်ရတယ်အရွယ်မရောက်သေးတဲ့ယောက်ျားလေးတွေကိုကြတော့ဒီသိရမလားဂိုင်းနဲ့အိမ်တွေမှာလိုအပ်တဲ့ဟာပေါ့နော်ခြံစည်းရိုးပြင်တာတို့အုတ်တိုင်းခတ်တာလမ်းခင်းတာအဲ့လိုမျိုးဟာတွေမှာဝင်ရောက်ပြီးတော့လုပ်ကိုင်ခိုင်းတယ်အဲ့ဒီခါမှာဆိုလို့ရှိရင်လည်းသူတို့တွေကဒီလောက်ခလာစာမပေးဘူးမွေးမြူရေးခြံတွေတို့အဲ့လိုနေရာတွေမှာလောက်ခိုင်းတယ်ဒီ FLDS ဂိုင်းထဲမှာဆိုလို့ရှင်မိန်းကလေးနဲ့ယောက်ျားလေးတဘာဝအလျောက်ချစ်ကြိုက်တာအောင်လဲဒီဂိုင်းထဲမှာအပြင်းထန်တားမြစ်တယ်ဒီ FLDS ဂိုင်းမှာဆိုလို့ရှင် prophet ကဒီလူနဲ့ယူဆိုတာနဲ့ယူရတယ်အဲ့လိုပေးစားတဲ့အခါမှာဆိုလို့ရှင်လဲမိန်းကလေးငယ်ငယ်လေးတွေကိုအသက်ကြီးရဲ့ယောက်ျားတွေနဲ့ပဲပေးစားတာဒီလိုရွယ်တူတန်းတူကိုလုံးဝမပေးစားဘူး
ဖျော်ဖြေရေးတွေပွဲတော်တွေနဲ့ပတ်သက်ပြီးတော့လဲသူတို့တွေကတင်းတင်းကြပ်ကြပ်ကိုတားမြစ်တယ်ဒီခလေးတွေအားဆိုလို့ရှင်အယုတ်တွေနဲ့မကစားအောင်ပြီးလို့ရှင်ခွေးမမွေးရအောင်ခွေးတွေနဲ့မစော့ရအောင်ပြီးတော့ဗောနော်ဒီရုပ်မြင်တန်ကြားတွေတက်ချင်းတွေရေဒီယိုတွေသတင်းစာတွေဘာမှမဖတ်ကြအောင်မကြည့်အောင်အဲ့လိုမျိုးကြီးကိုတသိတန့်နဲ့တားမြစ်ထားတယ်အဲ့ဒါကြောင့်မလို့လဲဒီခိုင်းကောင်းဆောင်တွေ prophet တွေရဲ့စကားတစ်ခုတည်းနဲ့ပေါ့နော်ပြဝတ်နေရ brain wash ကိုမှကြီးကြီးမားမားကြီးကိုအလောက်ခံထားကြရတဲ့မျိုးဆက်တွေပဲဖြစ်ပါတယ်ပွဲတော်ဆိုလို့ရှိရင်လဲဒီ Christian နဲ့ပတ်သက်တဲ့ Christmas တို့ New Year တို့တော့မလုပ်ဘူးဒီ Ramjack ကဘာပြောလဲဆိုတော့ဒီ Christmas ဆိုတာကလူတွေဖန်တီးထားတဲ့အရာဖြစ်စီတွေရောင်းရအောင်တတ်မှတ်လုပ်ထားတာဆိုပြီးတော့ပြောတယ်သူတို့လုပ်တဲ့ပွဲတော်ဆိုလို့ပေါ့နော်ဇူလိုင်4ရက်နေ့ဒီအမေရိကန်ရဲ့လွတ်လပ်ရေးနေ့မှာပွဲတော်တစ်ခုလုပ်တယ်ပြီးလို့ရှိရင်ဒီသူတို့ရဲ့ prophet ကကျင်းပခိုင်းတယ်ပေါ့နော်သူ့ရဲ့အယူဝါဒအခမ်းအနားအဲ့လိုမျိုးအချိန်မှာပွဲတော်လုပ်တယ်အိမ်မှာရှိတဲ့ဒီအိမ်သူအိမ်သားတွေခလေးတွေရဲ့မွေးနေ့တောင်မလုပ်ခိုင်းဘူးပြီးတော့စခန်းချခရီးသွားတာတွေငားမြားတာတွေကိုလည်းမလုပ်ခိုင်းဘူးတော်ကြီးကိုမှတော်ဆိုးတယ်လုံးဝမြောက်ကိုရီးယားထပ်တောင်မှဆိုးတယ်အဲ့ဒီထဲကလူတွေကဆိုလို့ရှိရင်ဘလူမျိုးများနေကြလည်းမသိဘူးမွေးလာတဲ့နောက်မျိုးဆက်တွေကဆိုလို့ရှိရင်အရန်အောင်မှတနာဖို့ကောင်းတယ်ဘာမှညမှမသိပဲနဲ့လူအခွင့်အရေးချိုးဖောက်ခံထားကြရတယ်။ Ramjack ရဲ့အဓိကဆောင်ပွဲဆိုလို့ရှိရင် Keep Sweet Pray and Obey အဲ့လိုပွဲကောင်းနေပါအမြဲဆူတောင်းမှာအမိန့်ကိုနာခံမှာအဲ့ဒီဆောင်ပုတ်အတိုင်းပဲပေါ့နော်။သူဟာဆိုလို့ရှိရင် main ကလေးတွေကိုပေါ့နော်24နာရီအဲ့လိုမျိုးနှစ်လိုပွဲကောင်းပြုံးခိုင်းတာသူဆိုခိုင်းတဲ့သူဖန်တီးထားတဲ့ပေါ့နော်တချင်းတွေထဲမှာဆိုလို့ရှိရင်လည်း I keep sweet ဆိုတဲ့စာသားပဲထပ်ခါပါနေတယ်ဒီပြင်ပလောကတချင်းတွေကိုလည်းနားမထောင်ခိုင်းဘူးသူတို့ခိုင်းထဲမှာရေးတယ်သူတို့ခိုင်းရဲ့တချင်းတွေကိုပဲနားထောင်ခိုင်းတယ်ဒီတခါတလေပေါ့နော်လှုပ်တဲ့ဒီခိုင်းထဲမှာရှိရဲ့ပွဲတော်တွေဆိုလို့ရှိရင်လည်းအဲ့ဒီတချင်းတွေနဲ့အဲ့ဒီကားကွက်တွေနဲ့ပဲဖျော်ပြရတယ်အဲ့ဒီစာတိုင်းပေါ့နော် keep sweet pray and obey အဲ့ဒါအယူဆိုလို့ရှိရင် Ramjack ကသူ့ရဲ့အိမ်ရဲ့မိကိုခေါင်းတိုင်းမှာအကြီးရေးထားတယ်သူဟာဆိုလို့ရှိရင်နောက်ပိုင်းမှာမိန်းမတွေထပ်ယူရဲသူ့ရဲ့မိန်းမစုပေါင်းอ่ะပေါ့နော်88ယောက်အဲ့ဒီ88ယောက်ထဲမှာမှဘလောက်တောင်ယွန်စရာကောင်းလဲဆိုလို့ရှိရင်အသက်မပြည့်တဲ့မိန်းကလေးက24ယောက်တောင်မှပါဝင်တယ်မိန်းမ88ယောက်နဲ့ကလေးကအယောက်60ဝန်းကျင်ရှိတယ်Ramjack ကလေသူ့ရဲ့သွေးသားရင်းတွေကိုလည်းမချမ်းဘူးဒီယောက်ျားလေးတွေမိန်းကလေးတွေကိုလည်းလိမ်ပိုင်းဆိုင်ရာ sexual abuse တွေလုပ်ခဲ့တယ်ဆိုပြီးတော့သူ့ရဲ့ဒီသားတွေသမီးတွေကပေါ့နော်နောက်ပိုင်းမှာ interview တွေဖြေဆိုခဲ့တယ်အဲဒါကြောင့်မလို့ Ramjack ရဲ့အိမ်ကဘလောက်တောင်ကြီးလိုက်မလဲဆိုတာအမျက်လုံးနဲ့စဉ်းစားကြည့်ပါအောင်သူ့ရဲ့အိမ်ရာဆိုလို့ရှိရင်စတူရန်ပေပေါင်း2800ပြီးလို့ရှိရင်အိမ်ခန်းပေါင်း42ခန်းနဲ့ဟိုတယ်တစ်ခုစာပဲเนาะပြီးတော့မိဖို့ချောင်အကြီး2ခုအဲ့လိုမျိုးထားရှိထားတယ်နောက်ပြီးတော့ဒီပေါ့နော်သူလူတွေမသိအောင်လို့လျှို့ဝှက်ထားတဲ့လျှို့ဝှက်ခန်းတစ်ခုလည်းရှိတယ်အဲ့ဒီလျှို့ဝှက်ခန်းထဲမှာဆိုလို့ရှိရင်ဒီဂိုင်းနဲ့ပတ်သက်တယ်ပေါ့နော်အချက်အလက်တွေဓာတ်ပုံတွေမှတ်တမ်းတွေအဲ့ဒါတွေကိုတင်ထားတာဒီလိုမျိုးမင်္ဂလာပွဲတွေအခမ်းအနားတွေမှာမလားအသက်မပြည့်သေးတဲ့မိန်းကလေးတွေရောတခြားအမျိုးသမီးတွေရောလက်ထပ်လို့ရှင်သူကတော့ဒီလိုမျိုးမှတ်တမ်းတင်ရတာဝါသနာပါတဲ့လူတယောက်တဲ့ Ramjack ကအားကြောင့်မလို့သူကဓာတ်ပုံတွေရိုက်တယ်ဗီဒီယိုတွေရိုက်တယ်ပေါ့နော်ဒါပေမဲ့ဘယ်သူ့မှမပေးဘူးသူကအဲ့ဒီအခန်းထဲမှာပဲတင်ထားတာပြီးတော့သူကဆိုလို့ရှင်ဟိုအရင်ခေတ်တုန်းကဘယင်တွေအတိုင်းပဲကွာသူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုမှတ်တမ်းတင်ခိုင်းတာအဲ့လိုမှတ်တမ်းဖိုင်တွေလည်းရှိတယ်သူကိုယ်တိုင်ရေးထားတဲ့ဒဏ္ဍာရီစာအုပ်တွေလည်းရှိတယ်အဲ့ဒီဟာတွေအကုန်လုံးဒီလျှို့ဝှက်ခန်းထဲမှာပဲတင်ထားတယ်ပြီးတော့လဲသူကဘာလုပ်လဲဆိုတော့ဒီသူ့ရဲ့ခိုင်းသားတွေရှိရပေါ့နော်အိမ်တွေရဲ့မီးတိုင်တွေဖုန်းလိုင်းတွေကိုသူကအဲ့နေရာမှာနေမဲ့ control pan နဲ့လုပ်ထားတယ်နောက်ပြီးတော့သူကညဘက်ဆိုအဲ့နေရာကနေပြီးတော့ခိုးနားထောင်တယ်နောက်တစ်နေ့ကျရင်သူကဒီသူ့ရဲ့တရားဟောတဲ့နေရာမှာပေါ့နော်ပြန်ပြီးတော့ပြောရဘသူကတော့ဘလို့စိတ်ထဲမှာဘာဖြစ်နေလဲပြန်ပြောတဲ့အချိန်မှာဒီခိုင်းသားတွေကပေါ့နော်သူ့ကိုဖျားသခင်လာပြောလို့ तू ကငါတို့အကြောင်းအကုန်သိရဲဆိုပြီးတော့အဲ့လိုမျိုးယုံကြည်ကြတယ်အမှန်တကယ်တော့ तू ကတိတ်ပုံပြီးတော့အနောက်ကနေပြီးတော့ခိုးနားထောင်နေတာအမေရိကန်မှာဆိုလို့ရှိရင်ဒီလိုမျိုးယောက်ျားတစ်ယောက်တည်းကနေပြီးတော့မိန်းမအများကြီးယူတာကတရံမဝင်ဘူးဒါပေမဲ့လည်းသူတို့တွေကဘလို့လုပ်ထားလဲဆိုတော့ဒီယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပဲလက်ထပ်မှတ်ပုံတင်ထားတယ်နောက်ကယူတဲ့မိန်းမတွေနဲ့ခက်လေးတွေကိုဆိုလို့ရှိရင် तू ကစင်ငယ်မအနေနဲ့လှုပ်ထားတာပြီးတော့သူတို့တွေကပေါ့နော်ဒီအစိုးရရဲ့ထောက်ပံ့ကြေးတွေစင်ငယ်မားတွေကိုထောက်ပံ့တဲ့ထောက်ပံ့ကြေးတွေလူမှုဖုံလုံရေးတွေပြီးလို့ရှင်ဒီအစားအသောက်တွေအဲ့လိုတွေကိုသူတို့တွေကလိမ်ပြီးတော့ယူနေတာပေါ့နော်အဲ့လိုနဲ့ပဲသူတို့တွေကဒီသူတို့ရဲ့အိမ်တောင်ရဲ့စားဝတ်နေရေးကိုဖြည့်ရှင်းတယ်ပြီးတော့ဒီခိုင်းရအဖွဲ့တွေကဆိုလို့ရှင်ဒီအသင်းယူပေါ့နော်ဒီသူတို့တလားစာဝင်ငွေရဲ့10ဖို့တစ်ဖို့
10 ရာခိုင်နှုန်းပေါ့နော်အဲ့ဒါအမြဲတမ်းလာစဉ်အလှငွေထည့်ရတယ်အဲ့ဒါကြောင့်မလို့ဒီ Rajab ဆိုတဲ့ဂိုင်းကောင်းဆောင် Prophet နဲ့အောက်ကပေါ့နော်ဂိုင်းသားတွေကဆိုလို့ရှိရင်လူနေမှုအဆင့်တန်းအရန်ကိုကွာတယ်သူကတော့ကိုပိုင်ချက်လေရင်တွေငါခရီးတွေသွားပြီးလို့ရှိရင်စိန်ခံကားကြီးတွေစီးအသင်းသားတွေကတော့သူတို့ရဲ့နေတတူဘွားကြီးရာဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းဝတ်စားနေထိုင်ရတယ်အစားအသောက်ကိုဆိုလို့ရှိရင်လည်းအခုခင်မီအစားအသောက်တွေကိုသူတို့မှဘာမှစားခွင့်မရှိဘူးနို့ဂျုံပြောင်းအဲ့လိုမျိုးဟာရင်းနဲ့ပဲပေါ့နော်ခိုင်းရတတ်မှတ်ထားတဲ့အစားအသောက်တွေကိုပဲသူတို့ကစားခွင့်ရှိတယ်။စီးပွားရေးဆိုလို့ရှိရင်အရွယ်ရောက်ပြီးသားယောက်ျားလေးတွေက FLDS ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေစောက်လုပ်ရေး FLDS ကစောက်လုပ်ရေး contract တွေအရန်လုပ်တာ။သူတို့နေတဲ့ဒီ Utah တို့ Arizona တို့မှာစောက်လုပ်ရေး contract တွေလုပ်တယ်ပြီးတော့တခြားပြည်နယ်ပေါ့နော်ဘေးချင်းကပ်ရက်ပြည်နယ်တွေမှာလည်းစောက်လုပ်ရေး contract တွေလိုက်လုပ်တယ်။အဲ့လိုလုပ်တဲ့အခါမှာသူတို့လူအနေနဲ့ဆိုတော့လောက်ခလာစာတတ်တာတယ်။အားကြောင့်မလို့သူတို့က contract project တွေအများကြီးရတယ်။နောက်ပြီးတော့အရွယ်မရောက်သေးတဲ့ယောက်ျားလေးမိန်းကလေးတွေကိုဆိုလဲစုပထမပြောခဲ့သလိုပဲဒီဂိုင်းရပိုင်နဲ့စိုက်ပျိုးမွေးမြူရေးခြံနေမှာပဲလောက်ခလာစာမဲ့လောက်ခိုင်းတယ်အဲ့လိုနဲ့ပဲအထွက်နှုံးနေတိုးတယ်ပြီးလို့ရှင်တော့ဒီကထွက်တယ်ပေါ့နော်နွားနို့တို့အသီးတို့အဲ့လိုမျိုးသူတို့တွေကဘုံခွဲပြီးတော့ဝေစားမျှစားနဲ့စားကြတယ်ပြီးတော့ထူးဆန်းတာအသင်းသားတွေကဆိုလို့ရှင်ဘယ်လောက်တောင်များလဲဆိုပြီးတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေဒီအိမ်နေခြံတွေကိုပေါ့နော်ဒီဂိုင်းရစီစဉ်ထားတဲ့ YEP လို့ခေါ်တဲ့ United Effort Planဒီဘုံပိုင်ဆိုင်မှုပေါ့နော်လူမှုဖူလုံရေးအဲ့ဓာတွေတဲ့ဟိုသူတို့ရဲ့ဒီပိုင်ဆိုင်မှုအကုန်လုံးကိုစာချုပ်စာတမ်းနဲ့လွှဲပြောင်းပြီးတော့ထားတယ်အဲ့ဒီ YEP ကိုဆိုလို့ရှိရင်လည်းဒီ profit ကပဲချုပ်ကင်တာအဲ့ဒါကြောင့်မလို့ဒီအကုန်လုံးရဲ့ပိုင်ဆိုင်မှုတွေက profit တယောက်တည်းပိုင်ဆိုင်မှုတွေလည်းဖြစ်နေတယ်အဲ့လိုမျိုးလွှဲပြောင်းပေးအပ်ထားတဲ့ဒီ Utah Arizona ပေါ့နော်ဒီအသင်းသားတွေရဲ့မြေယာအဲ့ဒီမြေယာရဲ့စုစုပေါင်းတန်မိုးတင်ကြီးပဲဒေါ်လာတန်း100ကျော်လောက်ရှိတယ်။အားကြောင့်မလို့ဒီခိုင်းတဲ့ဝင်ပြီးသွားပြီဆိုတာနဲ့ YEP တဲ့လည်းဝင်ရမယ်။ဒီအိမ်နေချန်တွေကဒီထဲရောက်သွားပြီ။တကယ်လို့အဲ့နောက်ပိုင်းမှာ profit နဲ့မသိမြတ်တာတို့ခိုင်းသားအချင်းချင်းစိတ်မကြည်တာတို့ဖြစ်လို့ခိုင်းတွေကထွက်ချင်အနောက်မှပဲဒီဟာတွေကလုံးဝလက်လွတ်ဆုံးရှုံးရမှာ။အားကြောင့်မလို့လဲတချို့ခိုင်းသားတွေကစက်နေနေရပါတယ်။ဒီတချို့ဆိုလို့ရှိရင်ဆုံးရှုံးခံပြီးတော့ထွက်သွားကြတဲ့လူတွေလည်းရှိတယ်။ Rajab ကလည်းအရွယ်ရောက်ပြီးသားယောက်ျားလေးဆိုလို့ရှိရင် तू ကတိတ်ကြည့်လို့မရအောင်။ तू နဲ့ဖက်လန်းတကင်းနေနေသူ့ရဲ့အမေကိုနာခံပေါ့နော်အပြည့်အဝနာခံဒါမှမဟုတ်ဂလန်ကဆန်လောက်တာတို့ဒီလိုမျိုးဂိုင်းသားအချင်းချင်းပေါ့နော်လူငယ်အချင်းချင်းအဲ့လိုမျိုးချစ်ကြိုက်တာတို့သိရမလားကြိုက်နေတယ်လို့မျိုးပုံစံမြင်တာနဲ့Rajab ကအဲ့ဒီယောက်ျားလေးကိုပြဿနာရှာတယ်ပြီးလို့ရှိရင်မောင်းထုတ်ဖြစ်တယ်အဲ့လိုနီးနဲ့ပဲသူတို့ကဆိုလို့ရှိရင်ဒီ main ကလေးငယ်ငယ်လေးတွေကိုတော့အများကြီးယူထားတယ်ဒီအရွယ်ရောက်ပြီးသားယောက်ျားလေးတွေကမှသူအမြင်မကြည့်တဲ့လူတွေဆိုလို့ရှိရင်ဂိုင်းတွေကထုတ်ပယ်ပြီးတော့တစ်ချိန်မှာပေါ့နော်ဒီဂိုင်းသားအိုကြီးတွေနဲ့ပြိုင်ဘက်ဖြစ်လာမယ်ဒီ main ကလေးငယ်ငယ်လေးတွေကိုပြိုင်လို့မဲ့လူတွေကိုဆိုလို့ရှိရင်သူကအဲ့လိုမျိုးစောစောစီးစီးနဲ့နှင်ထုတ်ပလိုက်တယ်ဂိုင်းတွေကနေပြီးတော့အဲ့ဒီလောက်ကိုအကျဉ်းရောက်တာပြောရမယ်ဆိုရင်ဒီဂိုင်းကအဖိုးကြီးတွေကနှအိုမျက်နှုကြိုက်ပြီးတော့အဲ့လိုမျိုးစုပေါင်းပြီးတော့တက်ကိုတီထားတဲ့ပုံစံမျိုးဒီလိုနဲ့ Rajab ကဆိုလို့ရှိရင်အခုသူတို့ပေါ့နော်အခြေချနေထိုင်နေတဲ့ Utah ကအပြင်ကလူတွေအဝင်အထွက်ရှိရဲဒီလိုမျိုးသူတို့နေရာကြီးဒီတောင်အနီးတွေနဲ့ကန်ရွန်းတွေရှိရနေရဆိုတော့အပြင်ကခရီးသွားတွေဝင်တာထွက်တာတွေရှိရဲအားကြောင့်မလို့အပြင်ကလူတွေကသူတို့ကိုပေါ့နော်အထူးအဆန်းအနေနဲ့မျက်စိကျလာတယ်အားကြောင့်မလို့ Rajab ကနေပြီးတော့သူ့ရဲ့အသင်းသားတွေကိုတခြားနေရာကိုပြောင်းရွှေ့ဖို့အစီအစဉ်နဲ့အဲ့ဒီအတွက်2003ခုနှစ်မှာဆိုလို့ရှိရင်ဟိုးတက်ဆက်အယ်ရိုရာတို့အနီးမှာရှိရဲ့ဒီမြေနေရာကြီးပေါ့နော်ခြံကြီးလို့သူတို့တွေကခေါ်ကြတယ်ဒါပေမဲ့18ဧကတောင်ရှိတဲ့အိမ်မြေကိုသူကဒီ FLDS အနေနဲ့မဝယ်ဘဲနဲ့ YFZ Land SCC ဆိုပြီးတော့အဲ့နာမည်နဲ့ဝယ်ခဲ့တယ်အဲ့ဒါကိုလည်းသူတို့တွေကဘယ်လိုမျိုးဝယ်ခဲ့ရလဲဆိုတော့ဒီဘာသာရေးအသင်းအနေနဲ့မဝယ်ခဲ့ဘဲနဲ့ပေါ့နော် hunting retreat ဆိုပြီးတော့အမဲလိုက်အပန်းဖြေစခန်းအနေနဲ့ဝယ်ယူခဲ့တယ်ဒီ YFZ ရဲ့တန်ဖိုးအားဆိုလို့ရှိရင်ဒေါ်လာ9သိန်းတောင်ပေးရတယ်အဲ့ဒီပတ်စံတွေကဆိုလို့ရှိရင်စောနာစုပြောခဲ့သလိုအသင်းသားတွေရှိရကြားတဲ့10ဘိုးတစ်ဖို့ပတ်စံတွေရဲ့ဂိုင်းရဲ့စီးပွားရေးလုပ်ငန်းတွေတချို့ကလည်းတရားမဝင်စီးပွားရေးရှိသေးတယ်လို့သတင်းရတယ်ဒါပေမဲ့အတိအကျတော့မသိဘူးအဲ့ဒီပတ်စံတွေနဲ့စုပေါင်းပြီးတော့ဒီမြေကြီးကိုဝယ်လိုက်တယ်2004ခုနှစ်မှာဆိုလို့ရှိရင်တော့သူစီမံထားတဲ့ပေါ့နော်ဒီအသင်းသားတွေကတချို့တဝက်ပြောင်းလာနေရမယ် Yearning of Zion ဆိုတဲ့ဒီဗိမာန်အကြီးရပြီးသွားခဲ့တယ်အဲ့ဒီဗိမာန်ကြီးမှာဆိုလို့ရှိရင်စိုက်ပျိုးမွေးမြူရေးလှုပ်ဖို့ခြံမြေတွေပါတယ်ပြီးတော့ဒီအမျိုးသမီးငယ်လေးတွေအများကြီးနေရမယ်အိမ်ခန်းတွေကိုလုံးဝတသိတတ်နဲ့တေချာဖွဲ့စည်းထားတယ်နောက်ပြီးတော့အဲ့ဒီဗိမာန်တော်ရဲ့
အမြင့်အားဆိုလို့ရှင်လဲအကြီးပဲနေရန်ကြီးဆိုတာလဲအကြီးပဲလုံးဝပေါ့နော်ပြင်ပကဘာနဲ့သူကအဆက်အသွယ်ဖြတ်ဖို့စီမံပြီးတော့ဒီဟာကြီးကိုစောက်လုပ်ခဲ့တာဖြစ်တယ်2005ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာဆိုလို့ရှင်တော့ run ချက်ကဒီကဲတင်ချင်းနယ်မြေနောက်တစ်ခုကိုပြောင်းရွှေ့ရမယ်ဆိုပြီးတော့ကလေးငယ်လေးတွေအထူးသဖြင့်ယောက်ျားလေးဆိုလဲယောက်ျားလေးငယ်လေးတွေမိန်းကလေးငယ်လေးတွေကတော့ပိုများတာပေါ့အဲ့ဒါတွေကိုတချို့ဆိုလို့ရှင်မိဘရင်ဝင်ရအောင်မလွတ်သေးတယ်ပေါ့နော်ခလေးတွေကိုအကုန်လုံးဆွဲထုတ်ယူတယ်နောက်ပြီးတော့အမျိုးသမီးကြီးတွေဆိုလို့ရှင်လဲသူ့ရဲ့အမိန့်ကိုတသွေမတိန်လိုက်နာတဲ့အမျိုးသမီးကြီးတွေပေါ့နော်တချို့တော့ကိုဒီခလေးတွေကိုထိန်းချောင်းမှုခေါ်တယ်အဲ့လောက်ပဲဒီရန်နဲ့အော့ဆိုင်ကိုပြောင်းရွှေ့ခဲ့တယ်အဲ့လောက်တောင်မှစိုးနေတာဒီအမေရိကန်ဆိုရကဘာမှမလုပ်ဘူးလားဆိုပြီးတော့တွေးမိကြပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမေရိကန်ဆိုရကဆိုလို့ရှင်ဘာသာရေးယုံကြည်ကိုးကွယ်မှုကိုလွတ်လွတ်လပ်လပ်နဲ့ကိုယုံကြည်အောင်ကိုးကွယ်ခွင့်ပေးထားတယ်အားကြောင့်မလို့သူတို့တွေကဒီအချက်ကိုကင်ပြီးတော့ဒီဟာဆိုလို့ရှင်ဘာသာရေးနယ်မြေဖြစ်တယ်ဆိုပြီးတော့သူတို့ဒီယူတက်ကပြည်နယ်ယူတော့ရဲတွေကဒီရှာဖွေတာမေးမြန်းတာတို့လည်းမလုပ်ကြအောင်ဒါပေမဲ့ဒီဇိုင်းတော့ဆိုလို့ရှင်တော့ဒီတက်ဆက်နယ်မြေပိုင်းတွေကိုအကတိလိုက်စားမှုအစင်စင်ပေးပြီးတော့မှဒီအမဲလိုက်အပန်းဖြေစခန်းကနေပြီးတော့ဒီလိုမျိုးဗိမ္မာန်ကြီးဖြစ်သွားတာနောက်ပိုင်းဆက်ပြောရမယ်ဆိုလို့ရှင်တော့ပထမတော့ပေါ့နော်သူ့ကိုယူဖို့ညင်းဆန်တဲ့သူ့အဖေရဲ့မိန်းမဆိုတဲ့အမျိုးသမီးလေးရေဘက်ကဝေါ်သူဟာဆိုလို့ရှိရင်အပြင်ရောက်သွားတယ်အဲ့ဒီမှာနေမဲ့ရေဘက်ကဝေါ်ရဲ့ညီမဖြစ်တဲ့အဲလီဆာဝေါ်သူတို့ဟာဆိုလို့ရှိရင်ဒီမိသားစုပေါ့နော်သူ့အဖေမှာဆိုလို့ရှိရင်မိန်းမ3ယောက်ရှိတယ်ရေဘက်ကဝေါ်မွေတဲ့အချိန်မှာဆိုလို့ရှိရင်တော့သူ့အဖေကမိန်းမ2ယောက်ပဲရှိသေးတယ်သူ့အမေကဒုတိယမယားပေါ့နော်နောက်မယားကြီးရဲ့သားသမီးတွေကတော့အပေါ်ဘက်မှာနေရတယ်တဲ့ဒီသူတို့တွေကတော့မြေရောက်ခန်းထဲမှာနေရတယ်ပြီးတော့ရေဘက်ကဝေါ်9နှစ်အရွယ်လေးနဲ့အဲ့ဒီမယားကြီးရဲ့သားတစ်ယောက်ကနေပြီးတော့ sexual abuse လုပ်တယ်ပေါ့နော်ခလေးလေးကိုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တယ်အဲ့မှာနေမဲ့အဲ့မယားကြီးကမြင်သွားတယ်အဲ့ဒါကိုဘယ်သူမှမပြောဘူးရေဘက်ကဝေါ်ကိုချိန်ချောက်ခဲ့တယ်သူ့အဖေအားဆိုလို့ရှိရင်လည်းအဲ့ဒီချိန်တော့ကွာဒီအသင်းထဲမှာကအနည်းဆုံးမိန်းမ3ယောက်ရှိမှတင့်တယ်တာအားကြောင့်မလို့သူ့မှာမိန်းမ2ယောက်ပဲရှိတော့ဂုံငယ်တယ်ပေါ့နော်အဲ့ဒါနဲ့ပဲဒီ Rebecca ဝါ19နှစ်ရောက်တဲ့အချိန်မှာဒီဝရန်ချက်ရဲ့အဖေပထမ prophet ဖြစ်တဲ့ Rulon ချက်ကိုသွားပြီးတော့ဆက်သားလိုက်တယ်အဲ့ဒီအချိန်မှာ Rulon ချက်ကနေပြီးတော့သူ့သမီးကိုဆက်သားတဲ့အတွက်ဆိုပြီးတော့ဒီ Rebecca ဝါရဲ့အဖေကိုလည်းနောက်ထပ်မိန်းမတစ်ယောက်ပြန်ပြီးတော့လက်ဆောင်ပေးလိုက်တယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့သူ့အဖေကမိန်းမ3ယောက်ဖြစ်သွားတယ်မိန်းမ3ယောက်ဖြစ်သွားတယ်ဒီအလက်ဆာဝါဆိုလို့ရှိရင်တော့ဒီ Rebecca ဝါနဲ့အမေတူတူပဲကနေပြီးတော့မွေးဖွားလာခဲ့တယ်သူ့မှာဆိုလို့ရှိရင်တော့အမေတူတဲ့ပေါ့နော်မောင်နှမက14ယောက်ရှိတယ်ဒီအမေမတူတာက10ယောက်ကျော်ရှိတယ်ဒီမိသားစုဟာဆိုလို့ရှိရင်တော့အဖေ1ယောက်အမေ3ယောက်နဲ့ခလေးက24ယောက်လောက်ရှိတယ်ဒါပေမဲ့လို့အလက်ဆာဝါ73နှစ်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီ prophet run ချက်ကနေပြီးတော့သူ့ရဲ့အမေအရင်ဖြစ်သူကိုတခြားယောက်ျားနဲ့ပြောင်းပြီးတော့ပေးစားတယ်ယောက်ျားနဲ့ပြောင်းပြီးတော့ပေးစားလိုက်တယ်အဲ့အကြောင်းမလို့အလက်ဆာဝါရဲ့ဒီမောင်နှမတွေပေါ့နော်ကြံတဲ့ရေဘက်ကဝါထွက်သွားပြီဆိုတော့ကြံတဲ့73ယောက်ဆိုလို့ရှိရင်တခြားမိသားစုအိမ်မှာပြောင်းပြီးတော့နေရတယ်နောက်ပြီးတော့အလက်ဆာဝါ14နှစ်ရောက်တဲ့အချိန်မှာအဲ့မိသားစုရဲ့ပေါ့နော်သူတို့အကိုဝမ်းခွဲပေါ့အဲ့ဒါနဲ့ကို prophet ကနေပြီးတော့ယူခိုင်းတယ်ပေးစားတယ်အဲ့အကိုဝမ်းခွဲက19နှစ်သူကဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ14နှစ်အသက်မပြည့်သေးဘူးပေါ့နော်အဲ့ဒါပဲရှိသေးတယ်သူကအဲ့ဒါကိုသဘောမတူဒါပေမဲ့လို့အတင်းကျပ်ပေးစားလိုက်ကြတယ်အဲ့ဒီချိန်မှာနေမယ်ဒီ14နှစ်ရွယ် main ကလေးပေါ့နော်သူတို့လုံးဝဘာမှမျက်စိပိတ်နားပိတ်နဲ့ထားတဲ့ main ကလေးတယောက်ကဒီလိမ်မိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးအဲ့ဒါကြောင့်မလို့သူကဒီသူ့အကိုနဲ့ရတဲ့အချိန်မှာအရန်ကြောက်လန့်သွားတယ်ဘယ်လောက်ထိအောင်လဲဆိုလို့ရှိရင်သူ့အကိုရဲ့ဒီလိုမျိုးလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုခံခဲ့ရတယ်အဲ့ဒါကိုသူကမခံနိုင်လို့ညဘက်တွေမှာဆိုလို့ရှိရင်သူတို့အပြစ်မရှိရပေါ့နော် truck ကားတွေထဲမှာထွက်ပြီးတော့အိတ်ခဲရတယ်အဲ့လိုကနေခါလေးကျရင်သူညဘက်အပြင်းနေရှောင်ပြီးတော့ရှောက်သွားတယ်ပေါ့အဲ့လိုရှောက်သွားရင်းနဲ့ကနေပြီးတော့တညမှာတော့ဒီဂိုင်းသားတယောက်ဖြစ်တဲ့ဘာလို့ဆိုတဲ့လူနဲ့တွေ့ပြီးတော့ချက်ကြိုက်သွားခဲ့တယ်အဲ့ဒါကိုသိသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ prophet ကနေပြီးတော့သူ့အကိုဝမ်းခွဲနဲ့ဒီလက်ထပ်ထိမ်းမြမှုကိုပယ်ဖြတ်လိုက်တယ်သူတို့နှစ်ယောက်ကိုလည်းတန်ပေးမလို့ကြံစီတယ်အဲ့ဒီချိန်မှာနေမဲ့ဘာလွန်ကနေပြီးတော့ဒီအလက်ဆာဝေါ်ပေါ့နော်ငါတို့အတူတူထွက်ပြေးကြရမယ်ဆိုပြီးတော့ပြောပြီးတော့သူတို့နှစ်ယောက်ကအတူတူထွက်ပြေးလာခဲ့တယ်အပြင်ရောက်တဲ့အချိန်မှာဆိုလို့ရှင်တော့ဒီအလက်ဆာဝေါ်နဲ့ဘာရွန်ကနေပြီးတော့ခလေးလေး2ယောက်မွေးတယ်အဲ့ဒီနောက်ပိုင်းသူ့အမဖြစ်တဲ့ရေဘက်ကဝေါ်နဲ့အဆက်အသွယ်ရပြီးတော့
Warren Jeff ကိုတရားစွဲဆိုဖို့ကိုစပြီးတော့လုပ်ကြတယ်အရင်နေ့က Rebecca Wall ကတရားစွဲခြင်းတယ်ဒါပေမဲ့သူ့မှာဆိုလို့ရှိရင်ဘာမှတက်သေးပြစရာမရှိဘူးပြီးတော့သူ Ralph Jeff ကိုယူခဲ့ရတဲ့အချိန်တော့ဆိုလို့ရှိရင်လည်းအသက်က16နှစ်ဆိုတော့အသက်ပြည့်ပြီးသားဖြစ်နေအဲအကြောင်းမလို့သူညမထွက်လာတဲ့အချိန်မှာသူညမပထမဆုံးယောက်ျားပေးစားခံရတာကြတော့အသက်က14နှစ်လေအဲကြောင့်မလို့သူညမကနေပြီးတော့ဥတီပြီးတော့ပေါ့နော်တရားစွဲဆိုမှုကိုဒီတက်ဆက်ကတရားရုံးမှာစတင်လိုက်ကြတယ်2008ခုနှစ်မှာဆိုလို့ရှိရင်တော့ Alexa Wall က Stolen or Innocent ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်Rebecca Wall ကအပြင်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ Rulon Jack ရဲ့မိတစ်ယောက်နဲ့လက်ထပ်ပြီးတော့ခလေး2ယောက်ရခဲ့တယ်။ပြီးတော့သူဟာဆိုလို့ရှိရင် Ran Jack ကိုတရားစွဲဆိုတဲ့အခါမှာတက်တဲ့အနေနဲ့တက်ရောက်ပေးခဲ့တယ်။အဲ့လိုတက်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူကအနီရောင်ဝတ်ဆောင်ဝတ်လာတယ်။ဒီအနီရောင်ဟာဆိုလို့ရှိရင်တော့ Ran Jack ကသူ့ရဲ့အသင်းသားတွေကိုပေါ့နော်လုံးဝကန့်သက်ထားတဲ့အဝတ်စားအယောင်ပဲဖြစ်တယ်။ဒီအနီရောင်ဝတ်ဆင်ရတဲ့သဘောတရားတော့သူက Ran Jack ကိုလုံးဝသပိတ်မှောက်တယ်ဆိုတော့သဘောတရားနဲ့ဝတ်ဆင်လာတာဖြစ်တယ်။တရက်ခွင်ပြီးသွားတယ်2013ခုနှစ်မှာဆိုလို့ရှိရင်တော့ Rebecca Wall က The Witness Warrant ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။ဒီတရားစွဲဆိုမှုကိုတော့2006ခုနှစ်မှာစတင်ခဲ့တယ်။အဲ့ဒီမှာနေမဲ့ဒီ Ran Jack ကိုပေါ့နော်ဒီ Prophet ကိုဒီ FBI ရဲ့လိုရှိဆုံးထိပ်တန်း10ဦးမှာ run ထုတ်ခဲ့တယ်။အဲ့ဒီခါမှာတော့တည့်ရတာ Ran Jack ကလည်းထွက်ပြေးသွားတယ်။သူ့ကိုအဲ့ဒီ2006ခုနှစ်အတွင်းမှာပဲ Las Vegas ကရင်တန်းစစ်ဆေးတဲ့နေရာမှာပဲ Ran Jack ရဲ့ပြီးတော့သူ့ရဲ့အချက်ဆုံးအယုံကြည်ရဆုံးမိန်းမဖြစ်တဲ့သူ့ရဲ့အရင်ကသူ့အဖေရဲ့မိန်းမလည်းဖြစ်ခဲ့ဘူးတဲ့ Naomi Jackson အဲ့အမျိုးသမီးရဲ့ပြီးတော့သူ့ညီ Isaac ဆိုတဲ့တယောက်ရဲ့ကိုစိန်ခံကားကြီးပေါ့နော်ကားဒီလက် Escalade ဆိုတဲ့ကားပေါ်မှာမိခဲ့တယ်အဲ့ဒီကားကြီးထဲမှာဆိုလို့ရှင် laptop 4လုံးဖုန်းက16လုံးရုပ်ဖြတ်ဖို့7အတူအား2ခုပြီးတော့နေကမျက်မှန်က16ခုပြီးတော့ credit card တွေလည်းအများကြီးပါတယ်ငွေသားကြီးပဲတောင်မှပဲဒေါ်လာ9500ကျော်ကိုဖမ်းဆီးရမိခဲ့တယ်သူတို့တွေကဒီလိုမျိုးဖမ်းမမိခင်ကဘာတွေလုပ်ပြီးတော့ထွက်ပြေးပုံရှောင်နေခဲ့တယ်လဲဆိုလို့ရှင်ဒီ Las Vegas ကကာစီနိုတွေသွားတယ်တဲ့ပြီးတော့ Disneyland တွေကိုသွားခဲ့တယ်တဲ့ကြည်စံဒီခိုင်းသားတွေကိုကြတော့ချိုးချိုးနေနေနဲ့ပေါ့နော်လုံးဝလူဖွင့်ရေးမရှိထားပြီးတော့သူကကြတော့ဒီကောက်ခံထားတဲ့ငွေတွေနဲ့သွားပြီးတော့ကာစီနိုမှာပျော့ပါနေတယ်နောက်ဆုံးအချိန်ထိသူကိုယ်တိုင်လည်းသိမှာပေါ့သူ့ကိုဖမ်းမမိခင်အချိန်ထဲမှာကောင်းကောင်းသုံးဖြုံသွားမယ်ဆိုပြီးတော့ကာစီနိုတွေရှောက်သွား Ran Jack ကို2009ခုနှစ်ကစပြီးတော့ရုံးတင်စစ်ဆေးမှုတွေပေါ့နော်ပြုလုပ်လာလိုက်တာဒီ2008ခုနှစ်မှာဆိုလို့ရှိရင်တော့ရဲစခန်းကိုဖုန်းတကောဝင်လာတယ်14နှစ်အရွယ်အသက်မပြည့်သေးတဲ့လူကိုဒီဇိုင်နုံရဲ့ဝင်းကြီးထဲမှာလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပြုလုပ်ပါတယ်ဆိုပြီးတော့တိုင်ကြားတာအဲ့ခါမှာဒီတက်ဆက်ပြည်နယ်ကပေါ့နော်ရဲတွေကသွားပြီးတော့အိုက်ဆိုင်နုံကြီးကိုသွားပြီးတော့ဝင်စီးလိုက်တယ်ဝင်စီးပြီးတော့ဒီမှာရှိတဲ့ခလေးတွေနဲ့မိဘတွေပေါ့နော်အထူးသဖြင့်အသက်မပြည့်သေးတဲ့ခလေးတွေပူစုခယူလေးတွေအကုန်လုံးကိုခွဲထုတ်လိုက်တယ်ခွဲထုတ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီအသင်းသားတွေကသူတို့တွေကခုခံတယ်ဘာလဲငါတို့ဖတ်တင်ကသဘောကျလို့ပေါ့နော်ဘာသာရေးလုံနေတာနင်တို့ကဘာဖြစ်လို့အကြမ်းဖက်ပြီးတော့ဝင်ရောက်လာတာလဲငါတို့လွတ်လပ်နေတယ်ငါတို့ပျော်ရွှင်နေတယ်နင်တို့အကြမ်းဖက်ပိုင်းဝင်မရှိဘူးဆိုပြီးတော့ပြန်လဲခြေပါတယ်ဒီတိုင်ကြားတဲ့ဖုန်းကိုစစ်ကြည့်လိုက်တဲ့အခါမှာလဲဖုန်းကအဲ့လိုဟန်ဆောင်ပြီးတော့တိုင်ကြားတာအဲ့အမျိုးသမီးတယောက်ကဒီရဲတွေကိုအဲ့လိုမျိုး fake call လုပ်ပြီးတော့တိုင်ကြားနေကြဒါပေမဲ့လို့ရဲတွေကအဲ့ဒီအချိန်မှာအခွင့်အရေးကိုအသုံးချပြီးတော့အဲ့ဒီဇိုင်နုံကြီးကိုလုံးဝရှာဖွေမှုတွေပြုလုပ်တယ်အဲ့ဒီခါမှာဆိုလို့ရှိရင်တော့ Ran Jack တင်ထားတဲ့လျှို့ဝှက်ပြီးတော့တင်ထားတဲ့ဒီသူတို့ရဲ့ဂိုင်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေအတန်ဖိုင်တွေပြီးလို့ရှိရင်ဓာတ်ပုံတွေကတောက်လျှောက်တစ်ထက်ကြီးထွက်လာခဲ့တာအဲ့ဒီဟာတွေကဆိုလို့ရှိရင်2011ခုနှစ်မှာ Ran Jack ကိုရုံးတင်ပြီးတော့ဆွဲချက်တင်မဲ့ဒီတရက်ခွင်ကိုလုံးဝအထောက်အကူပြုတ်သွားခဲ့တယ်ဒီလိုမျိုးဝင်စည်းတဲ့အချိန်တွေမှာအသက်မပြည့်သေးတဲ့ခလေးတွေအကုန်လုံးကိုပေါ့နော်ဒီမိဘတွေနဲ့ခွဲထုတ်လိုက်တယ်အဲ့ဒီကလေးရေအတွက်ဟာဆိုလို့ရှိရင်460နဲ့မှ2ယောက်တောင်မှရှိတယ်ဒီကလေးတွေကိုဆိုလို့ရှိရင်တက်ဆက်ကလူမှုဖော်လုံရေးဌာနကနေပြီးတော့တာဝန်ယူပြီးတော့ထိန်းသိမ်းထားတယ်ဒါပေမဲ့18လအောက်ကလေးတွေကိုတော့သူ့ရဲ့မိခင်တွေလက်ထဲကိုတတိတတနဲ့ပြန်ပေးလိုက်တယ်ဒီလိုမျိုးကလေးတွေကိုခွဲထုတ်လိုက်ပြီးတော့နောက်ပိုင်းမှာပေါ့နော်အမေတွေကလာတောင်းတယ်အဲ့ဒီအချိန်မှာတချို့ကလေးသေးသေးကလေးတွေကဆိုလို့ရှိရင်သူတို့ရဲ့အမေတွေကိုမှတ်မိတော့အဲ့အားကြောင့်မလို့ဒီဌာနဆိုင်ရာတွေကဆိုလို့ရှိရင် DNA တွေစစ်ပြီးတော့ပြန်ပြီးတော့ပေါ့နော်မိခင်လက်ထဲကိုထည့်ပေးရတဲ့အထီတောင်မှပဲအလုပ်တွေရှုပ်ရှက်ခတ်ခဲ့ရတယ်2011ခုနှစ်မှာဆိုလို့ရှိရင်တော့တက်ဆက်ကတရားရုံးမှာပဲ Ran Jack ကို
ဆွဲချက်တင်ခဲ့တယ်အဲ့ဒီအချိန်မှာဆိုလို့ရှင်တော့ခက်လေးတငယ်တွေကိုလိန်ပိုင်းဆိုင်ရာစော်ကားမှုပြီးတော့အမှုပေါင်းများစွာနဲ့ဆွဲချက်တင်တယ်အဲ့ဒီထဲမှာမှဒီအသက်မပြည့်သေးရဲ့ပေါ့နော်12နှစ်ကနေပြီးတော့15နှစ်ခက်လေးငယ်တွေကိုဇနီးအဖြစ်အတ္တမပြုကျင့်မှုဆိုပြီးတော့အဲ့လိုမျိုးအမှုတွေနဲ့ထောက်လျှောက်ဆွဲချက်တင်ခြင်းကိုခံရတယ်အဲ့ဒီအချိန်မှာရန်ချက်ကဘာလုပ်လဲဆိုတော့ तू ကရှေ့နေမငားပဲနဲ့ तू ကိုယ်တိုင်ရှေ့နေနဲ့အားနေပြီးတော့ခုခံချေပါတယ်ဒါပေမဲ့လည်းသူပြောတဲ့စကားတွေကဆိုလို့ရှိရင်ဘာသာရေးလို့တရားတွေလို့ပြီးတော့ခါလေးကြားလို့ရှိရင်ဘာမှမပြောပဲဒီတိုင်းနှုတ်ဆက်ပြီးတော့မတက်ကြီးရက်နေတာအဲ့လိုမျိုးတွေနဲ့ပဲသူကနေခဲ့တယ်ဒါပေမဲ့လို့ဇိုင်းနုံကြီးကိုဝင်စီးတော့ရခဲ့တဲ့တပ်တွေသူ့ရဲ့ဒိုင်ယာရီစာအုပ်တွေပြီးလို့ရှိရင်အတန်ဖန်းတိတ်ခွေတစ်ခုမှဆိုလို့ရှိရင်ဒီ12နှစ်အရွယ်ကလေးလေးကိုပေါ့နော်သူယူထားတဲ့မိန်းမပေါ့အဲ့ဒီမိန်းမကိုသူကဒီလိမ်မိုင်းဆိုင်ရာကိစ္စရက်တွေကိုတင်ပေးနေတာစော်ကားမှုတွေပြုလုပ်နေတာအဲ့ဒီအတန်ဖိုင်ကိုတရားရုံးမှာဖွင့်ချပြီးတော့ပြလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီတရက်ခွင်ကြီးတစ်ခုလုံးဝထိတ်လန့်ပြီးတော့တုံးလှုပ်သွားတယ်နောက်ပြီးတော့သူ့ရဲ့ဒိုင်ယာရီစာအုပ်တစ်ခုမှာဆိုလို့ရှိရင်သူ့ကိုယ်သူလည်းသိတယ်ငါလုံနေတဲ့အရာတွေကိုဒါတဲ့ဒီကဘာသိသွားခဲ့လို့ရှိရင်ငါ့ကိုအမြင့်ဆုံးအပင်မှာကျိုးဆွဲချပြီးတော့သေမိတ်ပေးလိုက်မယ်ဆိုပြီးတော့ရေးထားခဲ့တယ်တိနေဦးเนาะ तू ကရရင်ရတယ်လို့လုံနေတာတော်တော်လေးကိုမှလေအော်ဂလီဆန်မှုကောင်းတဲ့လူလို့ပြောလို့ရတယ်။ရန်ချက်ရဲ့သားသမီးတွေကခလေးတယောက်ဖြစ်တဲ့ Rachel ချက်ဟာဆိုလို့ရှိရင်လည်းဒီ2017တရက်ခွဲမှာတက်တဲ့အနေနဲ့ထွက်ဆိုပေးခဲ့တယ်။2018ခုနှစ်မှာဆိုလို့ရှိရင်တော့သူမက Breaking Free How I Escaped Polygamy the FDS God and My Father Ran Jeff ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။တရားသူကြီးကလည်းအဲ့ဒီချိန်မှာဆိုလို့ရှိရင်တော့ရှေဝေးစဉ်းစားမနေတော့ဘူးစဉ်းစားချိန်မိနစ်40ပဲယူခဲ့တယ်ရန်ချက်ကိုထောင်နဲ့တသက်တကြွပလက်220ဆိုပြီးတော့ချမှတ်ခဲ့လိုက်တယ်ပြီးတော့နစ်နာသူတွေအတွက်ရော်ကြေးအနေနဲ့152တန်းကိုလည်းရော်ကြေးပေးရမယ်ဆိုပြီးတော့အမိန့်ချမှတ်ခဲ့တယ်2012ခုနှစ်မှာဆိုလို့ရှိရင်တော့ဒီရိုင်းနဲ့အော့ဆိုင်တို့ကြီးကိုဒီတက်သက်ရှိနေရုံကနေပြီးတော့ရာဇဝတ်မှုကျွလွန်ရနေအဖြစ်သတ်မှတ်လိုက်တယ်ပြီးတော့ပြည်내ပိုင်းဖြစ်ရထားလိုက်တယ်2014ခုနှစ်အထိ FDS အဖွဲ့ဝင်တွေအားဆိုလို့ရှိရင်ဒီမြေကိုပြန်ပြီးတော့အရယူဖို့ခြေပေါင်းမှုမပြုလုပ်ခဲ့ကြဘူးအဲ့ဒါကြောင့်မလို့ဒီတက်ဆက်ပြည်နယ်ကနေပြီးတော့ပြည်နယ်ပိုင်းဖြစ်တရားဝင်နဲ့တင်ယူခဲ့လိုက်တယ်အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ DYF ဆက်မြေကြီးနဲ့ဇိုင်းနုံဗိမှန်အဆောက်အဦကြီးကိုmilitary ကနေပြီးတော့ငှားရမ်းပြီးတော့တပ်ဆိုင်ရာနဲ့ဥပဒေစိုးမိုးရေးဆိုင်ရာလှေးလာရေးတင်နန်းကျောင်းဖြစ်ဖွင့်လှစ်ထားခဲ့တယ်ဒီ Warren Jeff ကြီးထောင်ကျသွားတော့သူ့ရဲ့ခိုင်းသားတွေကဒီသူတို့ရဲ့ prophet ကြီးကိုဘယ်လိုတတ်မှတ်လဲဆိုတော့အာသာနီဖြစ်တတ်မှတ်တယ်တဲ့အဲ့လိုမျိုးတတ်မှတ်ပြီးတော့သူတို့တွေကဒီ prophet ကို prophet ဖြစ်ပဲလုံးဝယုံကြည်နေကြတော့မယ်ဒီထောင်ထဲလာပြီးတော့အဲ့တွေ့ရပြီးလို့ရှင်အရချက်ကလည်းတရားလိုဘာလိုအဲ့လိုမျိုးတွေဟောတယ်ပြီးတော့ဝှက်စာတွေနဲ့ပေါ့နော်သူ့ရဲ့ညွှန်ကြားပို့ချချက်တွေကိုအပြင်ရအောင်လုပ်တယ်2019ခုနှစ်ရောက်တဲ့အခါ run ချက်ရဲ့ရှေ့နေတွေပေါ့နော်သူတို့တွေကပြောပြတယ် run ချက်ကထောင်ထဲမှာ mental breakdown ဖြစ်နေတယ်လုံးဝစိတ်ပိုင်းဆိုင်ရာခြုံကြနေရဆိုပြီးတော့ပြောပြတယ်ပြီးတော့သူထောင်ထဲမှာကိုတက်သေးဖို့စူးစမ်းတာတွေရောသိရမလားဒီထောင်ရဲ့စီးမြင်စည်းကမ်းတွေကိုမနာခံမဲနဲ့အစာငတ်ခံဆန္ဒပြတာတွေရောလုပ်တယ်တဲ့ဒါကြီးကွာသူထောင်ထဲမှာမဟုတ်ဘဲနဲ့စိတ်ကြမ်းမာရေးစေယုံပြောင်းကျင်လို့ပဲဒီလိုမျိုးဟန်ဆောင်နေတာလားခုတော့လောက်တာပေါ့နော်အဲ့လိုမျိုးလုံနေရလားဒီလိုလူမျိုးကွာသူလုံနေကြအရာတွေမလုံရတော့ဘူးသူ့ရဲ့အာနာပါဝါကြီးတစ်ခုလုံးကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီဆိုတော့တကယ်ပဲကောက်သွားတာလားခောက်သွားလဲအေးတာပဲရန်ချက်ထောင်ကျပြီးသွားတဲ့အခါမှာတချို့တွေကလည်းဒီခိုင်းကနေပြီးတော့လုံးဝစွန့်ခွာသွားကြတယ်ဒါပေမဲ့လည်းအဲ့လိုစွန့်ခွာသွားရတဲ့သူတွေအတွက်ကလည်းတော်တော်လေးကိုခဲရင်မဲ့အရာပါဘာဖြစ်လို့လဲဆိုတော့ဒီခိုင်းထဲမှာကျင်လည်နေရတဲ့အရာနဲ့ပြင်ပလောကကိုအစိမ့်တက်ကြီးထိတွေ့ပြီးတော့ပေါ့နော်စတင်ပြန်သူတို့ရဲ့ဘဝကိုပြန်လဲစတင်ပြီးတော့ရုန်းကန်ရတော့မဲ့အခက်ခဲရဆိုလို့ရှင်သူတို့အတွက်ကိုတော်တော်လေးခက်ခဲလိမ့်မယ်လို့ထင်ပါတယ်အရင်တော့ FLDS ခိုင်းသားအရေးအတွက်ဟာ1000ခွဲကြော်လောက်ရှိမယ်ဆိုလို့ရှင်ဒီ run check ကိုပေါ့နော်ဖမ်းဆီးရမိပြီးတော့အမှုတွေဖြစ်ပြီးတဲ့နောက်ကပိုင်းမှာဆိုလို့ရှင်အကောင်လုံးကထွက်ခွာသွားကြတယ်ဒါတောင်မှပဲအဲ့ဒီခိုင်းသားအခုချိန်မှာ2500ဝန်းကျင်လောက်ရှိပါသေးတယ်အဲ့ဒီလူတွေကဆိုလို့ရှိရင်အခုချိန်မှာဒီ American Texas တို့Utah, Arizona အဲ့လိုပြည်နယ်တွေပါဝင် British Columbia နဲ့ Canada လိုနေရာတွေမှာလည်းနေကြပါသေးတယ်ဒီ FLDS ဂိုင်းကြီးအားဆိုလို့ရှိရင်အကြောက်တရားနဲ့ဘာသာရေးကိုခုတုံးလုပ်ပြီးတော့အသင်းသားနဲ့အဖွဲ့ဝင်တွေကိုနှစ်ပေါင်းများစွာ brainwash လုပ်လာခဲ့တယ်ဘာသာရေးကိုအကြောင်းပြပြီးတော့အခြေခံလူကျင့်ဝတ်တွေကိုချိုးဖောက်ခဲ့ကြတယ်
ဒါပေမဲ့စဉ်းစားကြည့်ပါဦးဘယ်ဘာသာရေးရမှာဒီလိုမျိုးအသက်မပြည့်သေးတဲ့ခလေးငယ်တွေကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်တာစော်ကားတာမျိုးခွင့်မပြုထားပါဘူးအဲဒါကြောင့်မလို့ဒီခိုင်းကန်နာတွေရဲ့ဖွဲ့စည်းပုံအားဆိုလို့ရှိရင်အရန်ကိုအနည်းများတယ်ဒီလူတယောက်တည်းကိုပဲအာနာကုံလွှဲပြီးတော့ယုံစားထားကြတာအဲ့ဒါဘလောက်တောင်အနည်းများလဲဆိုတာအခုဆိုလို့ရှိရင်တော့သိသွားကြပါပြီမူမမှန်နဲ့အယောင်ဆောင် prophet တယောက်ဖြစ်တဲ့ Rancher ဟာဆိုလို့ရှိရင်တော့သူ့ရဲ့ပြစ်မှုတွေအတွက်တာနိုင်နောက်ကိုကြောက်သွားခဲ့ပါပြီဒီလိုမျိုးအဖွဲ့အစည်းထဲမှာမွေးဖွားကြီးပြင်းလာကြတဲ့ generation ပေါင်းများစွာဆိုလို့ရှိရင်တော့ဒီပြင်ပလောကနဲ့အသားကြဖို့အချိန်ယူရအောင်မယ်ပြီးတော့သူတို့ရဲ့စိတ်ဓာတ်ရာတွေကိုကုစားဖို့အတွက်လည်းအတော်လေးအချိန်ယူရအောင်မှာပဲဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ရဲ့အကြောင်းအရာလေးကိုဆိုတော့ဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်စုရဲ့ဒီနေ့တင်ဆက်မှုလေးကိုလည်းသဘောကျနှစ်ချိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နားဆင်သူတွေအနေနဲ့ရောဒီလိုမျိုး Rancher ရဲ့ FLDS ဂိုင်းရဲ့နဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်လေးတွေကိုရော comment မှာရေးခဲ့ပေးပါအောင်နော်နားဆင်သူတွေရဲ့ထင်မြင်ယူဆချက်လေးတွေကိုဖတ်ရတာအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတော့မယ်နော်စုနဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်စိတ်ကြမ်းမှခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ